အရှင်ဖေကစွန်းစပွဲအကြီးကြီးနဲ့ဒီလိုမျိုးဟင်းခွက်အများကြီးတင်ထားတဲ့အောက်ကိုစွန်းကတ်တဲ့ခါမှာဘယ်လိုမျိုးအဆက်အောင်ဆောင်ရွက်ရပါမယ်လို့ဖေကအဲ့တော့စပွဲကြီးဦးဇင်းတို့စွန်းကတ်တဲ့ခါမှာဟိုလူအလဲလက်နော်အားအလဲလဲရှိတဲ့လူတယောက်မနိုင်တဲ့ပစ္စည်းဖြစ်ရမယ်ဆိုတဲ့ဝီနီအင်္ဂါရှိတယ်ဒီတော့စပွဲကွန်တအားကြီးတော့လူတယောက်မနိုင်ဖို့မလွယ်ဘူးပေါ့အဲ့ဆိုရင်တော့ဦးဇင်းတို့မှတ်တမ်းတက်ဖို့ရိုက်ရှင်နေဆိုရင်တော့ကိုယ့်ဘာကိုမိသားစုလိုက်မကတ်လိုက်ရတယ်ပြီးမှတစ်ခွက်ချင်းပြန်ကတ်ပေါ့မဟုတ်ရင်ဒီစပွဲခုံကိုမချခင်ကလေးကဘန်လိုက်ကတ်လိုက်ပေါ့တခါလေဘန်လိုက်တဲလိုက်ပြီးဖို့ကြောင်းနေပြီးတော့အဲ့ဒါခုံပေါ်မချခင်မှာဘန်လိုက်ကလေးကတခါတည်းကတ်လိုက်အကက်ခင်မှာခုံပေါ်ချအဲ့ဒါလည်းရတယ်နော်တစ်ခွက်ချင်းပြန်ကတ်မှာမရအောင်ခုံလိုက်မကတ်လို့မရဘာလို့ तू ကလူတယောက်မနိုင်တဲ့ဟာမဟုတ်ဘူး तू ကလေးလုံးအားကြီးတယ်လေးလုံးအားကြီးတဲ့အတွက်ကြောင့်အကက်မမြောက်ဘူးဒါအကက်မြောက်တယ်လို့မခေါ်ဘူးအဲ့တော့တစ်ခွက်ချင်းပြန်ကတ်ရမှာ तू ကပြန်ကတ်ရမှာဟုတ်တယ်လိုက်ပွဲလိုက်လို့ရှိရင်လည်းအကက်ခံမှုလိုတယ်အဲကြောင့်ကျွန်တော်လိုက်ပွဲလိုက်လို့ရှိရင်လည်းတားထားပြီးတော့သူ့လိုက်ပွဲလိုက်မဲ့အိုးခွက်ကိုကတ်ခံလိုက်ပေါ့မဟုတ်ရင်အကဲလွန်သွားပြီပေါ့မပြောခင်ကတည်းကသူကလောင်းထည့်လိုက်ပြီဝင်သွားပြီဆိုရင်ဝင်သွားတဲ့ခွက်ကိုပြန်ကတ်ခံမှုလိုတယ်မပြန်ကတ်ခံမတော့လိုက်ပွဲတွေကအကက်မခံသေးဘူးလေအကက်မခံသေးဘူးအဲတခါတလေကျွန်တော်တချို့အလူပွဲတွေမှာပြဿနာတက်တာအဲ့ဒါပဲဟိုတန်ခါတဲ့အများကြီးဖိတ်တဲ့အလူတွေပေါ့အဲဆိုရင်လူတွေကလည်းအများကြီးကြိတ်တိုးနေတယ်ဘုန်းကြီးတွေလည်းအများကြီးလိုက်ပွဲတွေလည်းအများကြီးအဲ့တော့အခါကျတော့ဝင်းနီးဆောင်တဲ့တန်ခါလည်းပါတယ်ဝင်းနီးဆောင်တဲ့တန်ခါလည်းပါတယ်အဲ့တော့တချို့ကဒီလိုပဲလိုက်ပွဲလိုက်နေကြတာဆိုတော့လေအကျင့်ပါနေတာအဲ့တော့ဒါဘာလို့ လဲဆိုတော့ခုံကိုခြေထောက်နဲ့ထိထားခုံကိုဘာပဲလာကဲငါအကက်ခံမယ်ဆိုတော့စိတ်ထားတာပေါ့နော်ဘာပဲလာကဲကတ်တပြငါအကက်ခံမယ်ဆိုတော့စိတ်နဲ့နှလုံးသွင်းပြီးတော့ခုံကိုလက်နဲ့ကင်တာခြေထောက်နဲ့ထိထားပေါ့အဲ့ဆိုရင်အဲ့လူလာထက်သမျှအားလုံးကကပ်ပြီးသားဖြစ်သွားတယ်